တော့ချိန်မရှိပါနဲ့နောင်ကြီးဟာကျွန်တော်တို့ကသေးတာလေးတွေကိုအမှတ်အသားမလုပ်တော့ဘူးညာဘာလို့ဆိုတော့ကျင်ချီဥပကိုအသေးကျုံထားတုံးနေဆိုတော့သူ့ရဲ့သေးတာကြီးတော့အမှတ်အသားမလုပ်တော့ဘူးကြာကဲခမည်းကျင်အောင်ဟောဒီမှာအစိတ်တန်တရွက်ဟောဒီမှာ10တန်တရွက်9ကြက်တန်တရွက်ထည့်လိုက်မယ်ကျင်납ပြီလားကျင်납ပြီကျေးဇူးကဲရော့ရပါတယ်ရမှာဟာနောင်ကြီးဟိုဒီအချိတ်တန်ကမှင်နေရှုံးနေတယ်အဲ့ဒါကြံလဲပြုံးညာသုံးလို့ရပါတယ်ဗျနည်းနည်းပါးပါးဆုံးတဲ့ဥစ္စာမရဘူးကြာမှင်ချိုးရင်အရက်ချံအောင်လက်မခံဘူးခင်ဗျာကဲပါဗျာကျွန်တော်အိတ်ထဲမှာလဲဒါပဲပါတယ်ပတ်စံကအိမ်မော်တက်ယူရမှာဗျအဲ့ဒါပဲယူသွားပါဗျာနော်ခွက်ကြတယ်ကြာကျွန်တော်တွေ့တဲ့သံသားတွေထဲမှာလေခမားလို့တယောက်မှမတွေ့ဘူးသေးဘူးဒါနဲ့ခင်ဗျားနာမည်ဘယ်လိုခေါ်လဲကျွန်တော်နာမည်မောင်မင်းပါဟုတ်မင်းဒါနဲ့ခမားနာမည်ကဟောဗျာကျွန်တော်နာမည်ကဂရိတ်ချူပါချက်တာကျေးမုံတဲ့တခုကြနေတယ်ဂရိတ်ချူပါချက်တာဒီဂျကိုကျေးမုံဘာကြောင့်လဲဆိုတော့ခေတ်ကချူပါချက်တာတို့ဒီဂျကိုတို့တားမှဟိုနာမည်ကြီးတဲ့ခေတ်ဆိုတော့ကျုပ်ကနာမည်ကြီးရင်တော့တရောင်းကြတော့မှဂရိတ်တွေချူပါချက်တာတွေတားတာပေါ့ဗျာအေးဗျာခမားနဲ့တွေ့ရတာဝမ်းသာပါတယ်ပျော်လဲပျော်တယ်ဗျာဒါပေါ့ကြိုးရမှာပေါ့ဗျာcongratulation ပါအားဗျာဟုတ်ခမားပြည်တွေထွက်နေတဲ့ခမားလက်တို့ကြီးကိုမကိုင်းမြင်ပါဘူးဗျာခမားကလည်းအေးရောကွာဒီနေရာငါတော်တော်ဖင်နေအောက်ကွာအေးဗျာနောက်ဆိုရင်ငွေကြီးကိစ္စကအစကူညီလို့ရှိရင်လာခဲ့နော်ဟုတ်ကဲ့ဒါနဲ့ဒီအမျိုးသမီးလေးရဲ့မျက်နှာလေးကိုဖွင့်ကြည့်လို့မရဘူးလားခင်ဗျာဖွင့်ကြည့်မလို့ဟုတ်ကဲ့ဒါတော့ခွင့်လို့ပါနောင်ကြီးဗျာကျွန်တော်တို့တရောင်းကြားမှာမျက်နှာကိုလုံကြီးအုပ်ပြီးတော့မျက်လုံးပုံရုံလို့ဒါခြုံပြီးတော့ထားရတာဆိုတော့ကြည့်မနေပါနဲ့ကြာအေးပါဗျာမကြည့်နဲ့ဆိုလဲကြည့်မနေတော့ပါဘူးကဲခင်ဗျားတို့လည်းသွားနိုင်ပါပြီကျွန်တော်လည်းတိုက်ပေါ်ကိုပြန်တက်တော့မယ်နော်အေးကျေးဇူးပါပဲညာကျေးဇူးပါဟဲ့နီလာရှင်နေကြည့်ရတာငါအားမရပါဘူးဟာတို့အလုပ်တွေအားလုံးအဆင်ပြေနေတဲ့ဥစ္စာနင်ဘာရင်မျက်နှာမตาမရဖြစ်နေတာလေဟုတ်သေးပါဘူးခုနကပတ်ချံလာထဲတဲ့လူကိုကြည့်ပြီးနင်အမူအရာတွေနဲ့တမျိုးကြောင်းနေဘာဖြစ်ဟာလို့ကြောင်းရနီလာပြောလေပြောပြချင်ပါလေပြောလေပြောမထွက်ဘူးဟာနင်စကားကြီးကတမျိုးကြီးပါလားဟာဟုတ်တယ်နီလာပြောလိုက်ရင်နီလာအတွက်ကြောင့်ဂုံတိတ်ကထိခိုက်သွားနိုင်တဲ့အခြေအနေမျိုးတွေပေါ်လာနိုင်စရာအကြောင်းရှိတယ်နားမချင်းလိုက်တာနင်ကလေဒီလိုပါအခုနီလာပြောမယ်နီလာရဲ့ဘဝတစီချိုးကအဖြစ်အပျက်ကလေးတွေသမီးလေးကိုပြန်မပြောပါဘူးလို့ခရီးပေးမယ်ဆို